ခုစားမှာကတော့ DQ က green tea ရေခဲမှုပဲဖြစ်ပါတယ်သူက strawberry ရှိတယ်ပြီးလို့ရှိရင် mint နဲ့လောက်တာရှိတယ် chocolate ရှိတယ် green tea ရှိတယ်အဲ့တော့ရွေးချယ်တာ green tea ရွေးချယ်တယ်သူကဘယ်အမျိုးအစားပဲယူယူသူကအဲ့လိုမျိုး Oreo ပါမယ် KitKat ပါမယ် chocolate chips လေးပါမယ်အောက်ဆုံးအလွှာကကြတော့ cookie လေးတွေပါတယ်တော်အရသာရှိတော့အရန်ချိုတာအီတာစိတ်နာမျိုးမဟုတ်ဘဲနဲ့မာချာအဲ့ green tea အရသာလေးကတော်လေးကိုရောက်ရှိပေါ့နော်တေးကြတာတော့ကျမတငယ်ချင်းကျမမြစ်တာ share ပို့တော့မှာဘာလို့လဲဆိုတော့သူကသွားစည်းကန်းသွားထားရတယ်သူ့ရဲ့အကြိုက်ဆုံးကလည်း green tea တို့အဲ့မာချာတို့အဲ့တော့တေးကြတာတော့ share plan နဲ့ကိုမြစ်တာအပို့ခံရမှာအဲ့တော့စားတာလေးဆက်ပြီးတော့ကြည့်ပေးပါအောင်ရှင်တော့ကုတ်ပြီးထားရောဟာဟုတ်တယ်ဒီတော့တရား20နဲ့ဟိုဘ green tea ရဲ့ KitKat ရဲ့ Oreo ရဲ့3မျိုးပေါင်းတာမာချာနာမမွေးကဲလည်းပါတယ်ပြီးတော့သူက Oreo KitKat လည်းကျွန်းတယ်ဗျ Oreo ကတော့မဖြစ်တော့လည်းကောင်းOreo